အားလုံးပဲမင်္ဂလာပါခင်ဗျာ City Gold Resort Hotel မှာမြို့ထွေးကကြိုဆိုလိုက်ပါတယ်ခင်ဗျာဒီနေ့မှာတော့အဲ့ဒီလိုလူကြီးမင်းများကိုမိတ်ဆက်ပေးမှအခန်းလေးရတော့ City Gold Resort Hotel ရဲ့အသစ်ပြန်လည်ထုတ်ပြန်ဖို့မှထားတဲ့ Rise အခန်းမျိုးစားလေးပဲဖြစ်ပါတယ်ခင်ဗျာဒီခန်းလေးကတော့ကျွန်တော်တို့အိတ်ခန်းတစ်ခန်းနဲ့အိတ်ခန်းတစ်ခန်းပါဝင်တဲ့အမျိုးအစားပဲဖြစ်ပါတယ်ခင်ဗျာ24 hour electricity wifi swimming pool gym breakfast buffet တို့ပါဝင်တဲ့အပြင်ကားပါကင်အတွက်လည်းလုံးဝစိတ်ပူစရာမလိုတဲ့နေရာလေးဖြစ်ပါတယ်ခင်ဗျာဒါအပြင် City Gold Resort Hotel မှာတဲခုံရုံပြင်မြေက9ဧကကျယ်ဝန်းတဲ့အတွက်လူကြီးမင်းတို့အတွက်တက်တောင့်တက်ဖြစ်ပြီးတော့လေကောင်းလေတန်ရရှိမယ့်နေရာဖြစ်တဲ့အတွက်ကြောင့် City Gold Resort Hotel ကိုလာခဲ့ဖို့အခုပဲဖိတ်ခေါ်လိုက်ပါတယ်ခင်ဗျာအဲ့ဒါတော့လူကြီးမင်းများကိုလည်းခိမစ်အစင်းမြင့်တက်ရတော့အခန်းများဖြင့်ဝန်ဆောင်မှုပေးနိုင်ရန်အတွက်အခန်း renovation များပြုလုပ်နေတဲ့အချိန်တောအတွင်းမှာလည်းအဲ့ဒါတော့လူကြီးမင်းတို့ဘက်မှစိတ်အနှောက်အယှက်များဖြစ်ခဲ့ပါက City Gold Resort Hotel မှာလေးစားစွာဖြင့်အနည်းငယ်တောင်းပန်အပ်ပါတယ်ခင်ဗျာအဲ့ဒါတော့လူကြီးမင်းတို့ကိုလည်းနောက်နောက်များတွင်ယခုထက်ပိုမိုကောင်းမွန်တဲ့အခန်းများဖြင့်ဝန်ဆောင်မှုပေးနိုင်ရန်အတွက် City Gold Resort Hotel မှာစီစဉ်ဆောင်ရွက်နေကြောင်းကိုလည်းသတင်းကောင်းပါပါတယ်ခင်ဗျာ